ရုံးနေလဲပိတ်ပြီးပြန်ဖွင့်တဲ့အချိန်အနားယူတာများပြီးအပြင်းလေးနည်းနည်းကြီးနေတဲ့မမေတွေအတွက်ဒီဟင်းလေးကိုချက်လိုက်တော့နော်အားလုံးပဲမင်္ဂလာပါထောက်ဝန်ပရိသတ်တို့နေကောင်းကြလားရှင်အခုချက်ပြမယ့်ကြက်ဥဟင်းလေးတွေကကလေးတွေကိုလည်းကြောင်းထည့်ပေးလို့ရသလိုအမျိုးသားကိုလည်းရုံးမှာထမင်းကြိုက်ထည့်ပေးလို့ရပါတယ်နော်အရသာလည်းရှိပြီးကြက်ဥကအသားတက်တဲ့ပရိုတင်းဓာတ်များတာကြောင့်ခန္ဓာကိုယ်အတွက်အကျိုးဖြစ်စေပါတယ်နံပါတ်1ကြက်ဥသီးဆောင်ချက်ဒီဟင်းလေးကိုချက်ဖို့အတွက်ကြက်ဥလေးတွေကိုအရင်ဆုံးကိုမိသားစုနဲ့အကိုက်ဖြစ်ဖြစ်ကိုစားခြင်းတလောက်လေးအလုံးရည်အတွက်တိုင်းပြုတ်ထားပေးဖို့လိုပါတယ်ပြီးရင်တော့အာလူးနဲ့ခါကြက်ဥအနီးရင်ငရုတ်ပွားတို့ရေကိုလှီးပေးထားလိုက်ပါနောက်တော့ကြက်သွန်ဖြူရိပ်ကြက်သွန်နီးရဲကိုအနှစ်လေးရအောင်လို့မြများလေးထည့်ပြီးကြက်ဥချောင်းလေးပါထည့်ပေးလိုက်ပါရှင်ကြက်ဥချောင်းကမထည့်လေရလို့အဲ့ဒီအစ်စ်မပါလေဖြစ်ပါရဲ့ရှင်နောက်တော့အိုးလေးကိုစီထည့်ပြီးခါကြက်ဥတွေကိုထည့်ကြော်ပေးပါနောက်ပြီးအာလူခရမ်းကျင်သီးနဲ့ကြက်ဥချောင်းတွေကိုထည့်ကြော်ပေးပါရှင်အလုံးပြီးတော့ရင်တော့ပကံတစ်ခုရဲထည့်ထားလိုက်ပါပြီးရင်တော့ကြက်ဥချက်ဖို့အတွက်စီအိုးတွေကိုကြက်သွန်ဖြူနဲ့ကြက်သွန်နီကိုထည့်ချက်ပေးပါခဏကြာရင်တော့ကြက်ဥပြုတ်တွေကိုထည့်ကြော်ပြီးအနှစ်အတွက်ခရမ်းကျင်သီးဆော့စ်လေးကိုထည့်ပေးပါပြီးရင်တော့ဟင်းခမ်းမှုန့်နဲ့ငပိဘူးတွေကငပိလေးပါထည့်လိုက်ပါရှင်ဒါဆိုရင်တော့အတော်လေးကိုစားကောင်းပါကဲပြီးရင်တော့အနှစ်တွေချက်ပြီးအနက်မွေးလာရင်တော့အခုနောက်ကအာလူးနဲ့အသီးနှံတွေကိုထည့်ပြီးထည့်ချက်လိုက်ပါနော်ဒါရီအားလုံးပြီးသွားရင်တော့အရသာလေးရှိပြီးချွတ်ချွတ်ချင်းချင်းလေးနဲ့စားလို့ကောင်းတဲ့ကြက်ဥသီးဆောင်ဟင်းလေးကိုရလာပါပြီရှင်နံပါတ်2ပဲငပိကြက်ဥဟင်းဒီဟင်းကတော့ကိုရီးယားနဲ့တရုတ်နိုင်ငံတွေမှာအများဆုံးစားကြတဲ့အစားအစာတွေဖြစ်ပါတယ်။အရင်ဆုံးချက်ပြုတ်ဖို့အတွက်ကြက်ဥတွေကိုပြုတ်ထားလိုက်ပါ။ပြုတ်လို့ပြီးရင်တော့အခွန်နှွားပြီးအေးခံထားလိုက်ပါရှင်။ပြီးရင်တော့ဒေဝရဲကစီပူပူမှာကြက်သွန်တွေကိုထည့်ပြီးအနှစ်ချက်ပေးပါ။နောက်ပြီးအဓိကဖြစ်တဲ့ပဲငပိနှစ်ကိုထည့်ကကြက်သွန်တွေနဲ့အသားကျသွားမှွေလိုက်ပါရှင်။ပြီးရင်တော့ကရဝေးရွက်ထည့်ပြီးအနှစ်ကိုရေခမ်းသွားအောင်တည်ထားပေးပါ။အစာပလာတွေအားလုံးကျက်သွားရင်တော့အခုနောက်ကကြက်ဥတွေကိုထည့်ပြီးချက်ပြုတ်လိုက်ပါရှင်။ပြီးရင်တော့ကြက်သွန်မေးလေးအုပ်ကအိုးပေါ်ကချပြီးစားဖို့တောက်ဖို့ပြင်ဆင်လို့ရပါပြီ။ဒါဆိုရင်တော့ပဲငပိကြက်ဥဟင်းလေးရလာပါပြီရှင်။ဒီဟင်းကဆေးဘက်လဲဝင်ပြီးလူကြီးမိဘတွေအတွက်ကျန်းမာရေးအထောက်အကူဖြစ်စေတာမလို့ချက်ပြုတ်ပေးလိုက်ကြပါဦးနော်။နံပါတ်3မုံညင်းစောကြက်ဥဟင်းဒီဟင်းကတော့အရေးတောက်လေးလည်းဖြစ်ပါတယ်။တောင်ပေါ်ဒေသတွေမှာအများနဲ့စားတောက်လေးရှိတဲ့တောင်ပေါ်အစားအစာလေးတစ်ခုဖြစ်ပါတယ်ရှင်။မုံညင်းစောလုပ်ဖို့အတွက်မုံညင်းရွက်အကြီးကြီးကိုအသုံးပြုရပါမယ်။ဈေးရဲကဝယ်လာတဲ့မုံညင်းတွေနဲ့အသီးနှံတွေကိုရေဆေးကြောပြီးအဆင်ပြေသလိုလေးလှီးထားပေးလိုက်ပါ။ကြက်သွန်ဖြူကြက်သွန်နီနဲ့ခန်းကျင်သီးတွေကိုလှီးထားပေးလိုက်ပါအောင်ရှင်။ပြီးရင်တော့ကြက်ဥသုံးလုံးကိုခွက်တစ်ခုရဲခွဲထည့်ပေးပါရှင်။ဒါရီအလုံးပြီးသွားရင်တော့စီပူရဲကိုကြက်သွန်ဖြူနဲ့ကြက်သွန်နီတွေကိုထည့်ကြော်ပြီးခန်းကျင်သီးတွေကိုပါထည့်ကအနှင်းရအောင်ချက်ပေးပါတခါလေးဟင်းချက်မှုတ်ထည့်ပြီးရေလေးပါအနှင်းငယ်ထည့်ကလုံးချက်လိုက်ပါရှင်ပြီးရင်တော့ခန်းကျင်သီးချက်ထဲကျုပ်တွေကိုလောင်းထည့်ပေးပြီးအခုနောက်ကလှီးထားတဲ့မုံညင်းတွေကိုထည့်ကမှွေလိုက်ပါအလုံးပြီးသွားရင်တော့ကျုပ်တွေကိုထည့်ထည့်ပြီးတေချာလေးပြုတ်ကပြင်ဆင်ပြီးရင်တော့အရသာချင်းချင်းဆက်ဆက်လေးနဲ့ကျုပ်မုံညင်းစောလေးရရှိလာပါပြီဒါဆိုရင်တော့ကျုပ်ချက်နေတွေအများကြီးချက်ပြုတ်လို့ရပြီမလို့အိမ်ရှင်မတို့လည်းမရိုးရအောင်လှုပ်စားကြည့်လိုက်တော့နော်အရသာလေးရှိဟင်းချက်ပုံလေးတွေကလည်းစမ်းတော့ကျမတို့ရဲ့ page ကို like and follow လုပ်ပြီးအားပေးခဲ့ကြပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ